တခါမိထီလာမြို့နာရွာလေးတရွာမှာကိုပေတီးဆိုတဲ့လူတစ်ယောက်ရှိတယ်ဗျအသက်က30ကျော်40ဝန်းကျင်မိန်းမနဲ့ကျောင်းနေရွယ်သမီးလေးနဲ့သူတို့အိမ်ကရွာလေလမ်းမကြီးမှာနှစ်ဆောင်ပြန်အိမ်ကြီးပေါ့ဗျာစီးပွားရေးရအိမ်မှာကုန်စုံဆိုင်ကြီးဖွင့်လာတော့သားမိသားဖ3ယောက်စားလောက်ပိုရှန်နေတော့အလူတန်းလေးပါလေးလုံနိုင်တာပေါ့ဗျာကိုပေတီးကဘုန်းကြီးကျောင်းထွက်ဗျစားတို့ပေးစားလေးတွေနှက်ဆက်သလိုဘုသူဒလေးနဲ့လည်းပြည့်စုံနေဗျဒါပေမဲ့မကောင်းတဲ့အချက်ကမိုက်တာကြိုက်တယ်ဗျရွာမှာရှိတဲ့အလူမင်္ဂလာဆောင်အလူကမန်းတက်ကစလို့အာတုပအိမ်လော်ဖွင့်မိုက်အော်ရာအစုံကိုပေတီးပါတယ်ဗျမိုက်ကြိုက်တဲ့လုံးတို့ပွဲတိုင်းမှာစက်တိုင်းမှာထိုးလို့ရတဲ့ကိုပိုင်မိုက်တစ်ခုကိုကြွကြွအိမ်နဲ့ထည့်ပြီးကိုနဲ့မကွာအမြဲဆောင်ထားတယ်ဗျမနဲ့မိုးလင်းရက်ွက်တဲ့လမ်းတလားကျင်ရစပြီးမိုက်အိတ်ကိုခါးချထိုးပြီးဘယ်မှာလူရင်ရှိမလဲလိုက်ရှာနေတဲ့ကိုပေတီးကိုအရက်ကနာမည်ပေးထားတယ်ဗျမိုက်တလုံးပေတီးတဲ့မိုက်ကလေးများကန်ပြီးပြောရမယ်ဆိုရင်ကိုစရိတ်ကိုစိုက်ကိုမိုက်ကိုကန်ပြီးတနေ့ကုန်ရေတစ်ခွက်နဲ့အမြုပ်ထွက်အောင်ပြောတော့တာပါပဲဗျာကိုပေတီးကပုံတူပတ်စာလေးတွေပြောတဲ့တလို့မဟုတ်တာတွေပါအကုန်ရောသမမွေပြောတတ်တော့သူမကန်ရင်နားထောင်နေရတဲ့လူတွေဖို့တော့မပြင်းအောင်ပေါ့ဗျာတရက်ကြတော့ကိုပေတီးမိသားစုနဲ့ရွာသူရွာသားအဖွဲရွာနေပကံညောင်ကိုဖျားဘူးထွက်ကြပါတယ်ဗျာလမ်းကူးလက်မှာရှိတဲ့ဖျားတစ်ခုကိုအရောက်မှာခဏနားကြတယ်ပေါ့ဗျာအဲ့ဒီဖျားဆောင်ထဲမှာအလူကမန်းတက်ရှိတယ်အဲ့ဒီမှာဖျားကောပကတွေလူခံနေတယ်ပေါ့ဗျာမိုက်ကလည်းမကောင်းတကြီးကြီးအတန်ထွက်နေတယ်လို့အလူကန်အော်နေတဲ့အဖိုးကြီးကလည်းလေတရှမ်းဖြတ်ထားတဲ့ထင်ပါရဲ့ဗျာစကားတွေလုံးထွေးနေတော့ကြားရနားဝစိတ်မချမ်းသာတဲ့ကိုပေတီးတက်တဲ့ပညာမနေသားဆိုသလိုပါပဲဗျာပါလာတဲ့မိုက်ကလေးပလွတ်ဆိုထိုးပြီးမိုက်ခဲလိုက်တယ်ဗျာကိုဘကဖိုးရတော့ဝမ်းသာအားရပေါ့ဗျာအဲ့ဒါနဲ့ဖျားပူကားပုံမိမနဲ့ကလေးကိုတင်ပေးလိုက်ပြီးသူကအချိန်မပြတ်နေခဲ့တယ်ဗျာအဲ့ဒါနဲ့ကြံတဲ့လူတွေတညအိပ်ပြီးပကံဖျားဆောင်အောင်ပူပြီးအပြန်ကြမှမိုက်ခဲနေတဲ့သူ့ကိုဝင်ခေါ်ရတယ်ဗျာအဲ့ဒီလောက်မိုက်ကြိုက်တဲ့ကိုပေတီးပါဗျဒီလိုနဲ့တနေ့တော့မမျော်လင့်ပဲ96ပါးယောဂါနဲ့ကိုပေတီးရုတ်တရက်ဆုံးနေဗျာကိုပေတီးမိမဆိုရင်တက်မတက်ရှက်မတက်ငိုပါတယ်ဗျာသမီးလေးကလည်းငိုရှာတာတနာစရာပေါ့ဗျာဒီလိုနဲ့မရကိုပေတီးဆုံးပြီးတလားလောက်နေတော့ရွာမှာထင်အတွက်အလူကန်တစ်ခုလုပ်တယ်ဗျအဲ့ဒီအလူကန်မှာဘလို့မှမိုက်တန်ထွက်မလာဘူးဓာတ်ဆက်ဆရာတွေလောဆရာတွေစက်တွေပြောင်းမိုက်တွေပြောင်းနေခဏပဲဟယ်လိုလောက်ရပြီးအတန်မထွက်တော့ဘူးဗျရွာမှာပေတီးမိုက်စီးထားပြီးဟေးဆိုပြီးကောလာဟာလာတွေပါဖြစ်လိုက်သေးတယ်ဗျဒီလိုနဲ့အဲ့ဒီရွာမှာပေတီးဆုံးပြီး5-6လလောက်ထိမိုက်တန်နေမကြားရတော့ပါဘူးဗျာနောက်တော့မှရသွားတယ်ကြားပါတယ်အလူမင်္ဂလာမတ်တက်ကလော်တန်မိုက်တန်ကြားရင်ကိုပေတီးမိမခမညာမှာမျက်ရည်လေးဆန်းနဲ့ပေါ့သမီးလေးကလည်းငင်းငိုင်းလွမ်းနေချတာပေါ့ဗျာရွာသူရွာသားတွေလည်းရှင်းဝေအောင်ပြောတတ်တဲ့ကိုပေတီးကိုတတိယကြပါတယ်ဗျာကိုပေတီးတို့အိမ်ခန်းမှာရှိတဲ့ဗီဒီယိုထဲမှာထည့်ထားတဲ့ကိုပေတီးလက်ဆွဲတော့မိုက်နဲ့ကလေးကလည်းဖုန်လေးတွေတက်လို့ပေါ့ဗျာ